king ဆိုတဲ့ကောင်းလေးရှိတယ်သူတို့ကတယောက်တည်းအရန်ပြင်းလို့ Jack ဆိုတဲ့ကောင်းလေးကိုလမ်းဖုန်းဆက်ခေါ်တော့နှစ်ယောက်တည်းပေါ့ယောက်ျားလေးနှစ်ယောက်တည်းသွားတယ်လာတယ်တောက်ကြတယ်စားကြတယ်ဆိုတော့နှစ်ယောက်တည်းယောက်ျားလေးနှစ်ယောက်တည်းဖြစ်နေတဲ့အခါကျတော့အရန်ကိုပြင်းလာတာပြင်းလာဆိုတော့ Queen ဆိုတဲ့အမျိုးသမီးကောင်းမလေးတယောက်ကိုခေါ်လိုက်တော့အဲ့မှာ main ကလေးတယောက်ယောက်ျားလေးနှစ်ယောက်ဖြစ်တဲ့အတွက်အရှုပ်ချောင်းပတ်ဝန်းကျင်ကိုလည်းနောက်ဆက်တဲ့ပုံစံမျိုးတော့နားလေးကြီးရဲ့ဘုံကရန်ကြောင်နားကြီးလာတော့ပတ်ဝန်းကျင်ကဘာလို့လဲဆိုရဲကိုတိုင်တယ်အဲ့တော့ရဲဆိုတဲ့အေးလေးတွေကရောက်ချလာတယ်သူတို့တွေကိုအားလုံးကားပေါ်ဆွဲတယ်ရဲကားပေါ်ဆွဲတယ်ပြီးတော့သူကအချုပ်တွေကိုခေါ်လာအချုပ်တွေကိုခေါ်လာတဲ့အချိန်မှာနားမှာ accident ဖြစ်တယ်ကားလေးပေါက်တယ်ပေါ့ဗျာ accident ဖြစ်တော့ကားလိမ့်သွားတော့သူဒီသုံးခါလောက်လိမ့်နေပဲထားပါစို့တစ်ခါသုံးလောက်လေးပြီးတော့အားလုံးကတစားစီတွေပေါ့တကွေးစီတွေပေါ့ရှင်းရမယ်အဲ့တော့စိတ်ပူတော့ပေါ့ဗျာစိတ်ပူတော့ဒီမှာမရရအောင်လိုက်ပြီးတော့ဖမ်းရတော့ပဲမရအောင်လိုက်ဖမ်းရင်းနဲ့ရသွားတော့အားလုံးစုစုစည်းစည်းနေကြတယ်ရသွားတော့သူတို့အချုပ်ထဲပြန်ခေါ်တဲ့အချိန်မှာစိတ်ပူနေကြည့်တော့ဘယ်ရောက်ပြီးရလားသူတို့ပြေလာတော့ပြီးလားဆိုကြည့်တဲ့အချိန်မှာစိတ်ပူကြမလို့ပဲနဲ့သူတို့စုစုစည်းစည်းလေးနဲ့အားလုံးအချုပ်ထဲတဲ့ရောတပည့်ဘာရောမဟုတ်ဘူးဒါနဲ့စနိုးလို့ဆိုဖဲSo when you ask, is something wrong? I think you're damn right there is. ကလေးတွေလိုတဲ့ဒီ magic မှာပြောဖို့ကလေးတွေလိုတာကတော့ဒီ16ဘက်ပါ ace ရဲ့ king ရဲ့ queen ရဲ့ jack ရဲ့ဆိုတော့စီတဲ့ပုံစံကဘယ်လိုလဲဆိုတော့ ace queen Jack King အဲ့ King ရပုံစံပါဇလန်လေးကတော့ပုံစံနိုင်မယ်တွားတယ်စလိုက်ဆက်သွားတယ်ဒီကြတော့ဘာမှဖြစ်တဲ့မရှိပါဘူးဒီမှာလည်းနောက်ဆုံးကြည့်တယ်ဘာမှဖြစ်တဲ့မရှိဘူးကြိုက်တဲ့ပုံကြိုက်လို့ယူလို့ရပါတယ်ဒီကနေစယူရလို့မဟုတ်ဒီကနေစယူလို့တကယ်မှကြိုက်တဲ့ပုံကြိုက်လို့ယူလို့အားအရေးကြီးအရေးကြီးတဲ့နေရာမှာအားလဲဆိုတော့ဒီလိုချိုးတယ်အဲ့ဒါအရေးကြီးပါဒီလိုချိုးတဲ့နေရာအရေးကြီးပါအဲ့လိုမချိုးတတ်ဘူးဆိုရင်လည်းဒီလိုမျိုးနဲ့ချိုးလို့ရတစ်ခါချိုးရလဲဒီမှာကြိုက်တော့ချိုးလို့ရပါတယ်ကိုကလည်းချိုးလို့ရတယ်ဆယ်ကလည်းချိုးလို့ရတယ်တစ်ခါလည်းချိုးရတယ်တစ်ခါလည်းကြိုက်တော့ချိုးလို့ရတယ်ဒီကတစ်ခါချိုးပြီးမှလည်းတစ်ခါနဲ့အထက်ချိုးနိုင်ပြီးတော့ဆိုတော့ဒီဇလန်လေးကတော့ကိုယ့်ရဲ့ကြိုက်လို့စီးတာအဲကျွန်တော်ပေါ်ပြတဲ့ပုံပါလိုပဲတော့အဲ့တစ်ခါနဲ့အထက်ကိုချိုးလိုက်မယ်ဆိုရင်ဒီကောင်ကို automatically